ထပ်ဆိုရင်ဆောင်ပွဲမှာခင်ထက်စုဖြစ်ပါတယ်။တနမျိုးဗီယက်နမ်နိုင်ငံမှာရောက်ရှိနေတာ6လပြည့်ပါတော့မယ်။ဒီဗီဒီယိုထဲမှာတော့တနမှာနေထိုင်တဲ့6လတာ experience အနှစ်ချုပ်ကိုပြပြပေးသွားမှာဖြစ်ပါတယ်။မြန်မာ passport ဟိုတာအတွက် visa arrival က1လရပေမဲ့ခဏလေးနဲ့ visa run မှာဆိုတဲ့အတွက်ကြောင့်မလို့3လ e-visa လျှောက်ခဲ့ပါတယ်။ visa ကုန်ကျစရိတ်က$25ပဲကုန်ပါတယ်။အချက်လက်များဆဆမလို့ပဲနဲ့ visa လျှောက်ရတာတိတ်လွယ်ပါတယ်။အဓိကအချက်က passport မှာပါတဲ့နာမည်အစင်လိုက်အတိုင်း visa လျှောက်တဲ့အခါတေချာဖြည့်ရပါမယ်။ last name မရှိလို့ရှိရင် last name မရှိပဲနဲ့ given name နေရာမှာအကုန်လုံးဖြည့်ရပါမယ်။မန္တလေးကနေတနင်္ဂနွေဓာတ်ရိုက်လေရင်မရှိတာမို့ MAI ရဲ့ Air Asia ရဲ့နဲ့ Thai Transit ကနေရောက်လာခဲ့ပါတယ်။အခုဆိုရန်ကုန်ကနေတနင်္ဂနွေဓာတ်ရိုက်လေရင်ရှိနေပါပြီ။အိမ်အတွက်တော့ booking.com ကနေ home stay တစ်ခုကိုရှာပြီး15ရက်လောက် booking တင်ခဲ့ပါတယ်။အဲ့ဒီအိမ်ကအခုချိန်ကြီးအဆင်ပြေနေတော့မို့နေနေတာ6လပြည့်ပါတော့မယ်။တစ်လကို$250 USD ပေးရပြီးတော့မိဖို့ကြောင့်မှာပါပါတယ်။ကမ်းခြေနဲ့3မိနစ်လောက်ပဲလမ်းလျှောက်ရပြီးတော့ foreigner area မို့ safe ဖြစ်တဲ့ပတ်ဝန်းကျင်တစ်ခုပါ။သွားဖို့လာဖို့တော့ဆိုင်ကယ်တစ်စီးငှားရပါတယ်။ဒီမှာက public transportation တွေကကောင်းကောင်းမရှိပါဘူး။ဆိုင်ကယ်ငှားကားကတော့တစ်လကို$50 USD နီးပါးပေးရပါတယ်။စားဖို့တောက်ဖို့ကိုတော့ကိုယ်တိုင်ချက်စားဖြစ်တာများပါတယ်။ဗီယက်နမ်နဲ့မြန်မာကအစားတောက်အရသာကွာခြားချက်များပါတယ်။မြန်မာပါဇက်နဲ့အရသာတွေးမဲ့ဆိုင်မျိုးတွေမှာစားရင်အတော်လေးကိုစရိတ်ထောင်းပါတယ်။ဒါကြောင့် local web market တွေကနေဝယ်ပြီးချက်စားပါတယ်။ကုန်တိုက်တွေထက်ရက်ကွက်ဈေးတွေကနေအသီးရွက်အသားငါးဝယ်တာကပိုတက်တာလေးရှိပါတယ်။လျှက်စစ်မီကတော့နွေရာသီကိုဟင်းချက်စာအဲကွန်းအကုန်လုံးသုံးမှတစ်လကို$50လောက်တော့ကုန်ပါတယ်။ရာသီဥတုကတော့ဗီယက်နမ်မှာ wet season နဲ့ dry season 2မျိုးရှိပါတယ်။တနင်္ဂနွေကတော့ပင်လယ်နဲ့နီးတာမို့အေးလိုက်ပူလိုက်ပါပဲ။အများဆုံးပူရင်တော့30to 35 degree centigrade လောက်ပါ။တနင်္ဂနွေကိုပိုင်အလုပ်ဒါမှမဟုတ် online ကနေဝင်ငွေရနေတဲ့အလုပ်ဒါမှမဟုတ် remote job ရှိရင်ပိုပြီးအဆင်ပြေနိုင်ပါတယ်။ဒီမှာအလုပ်ရှာဖို့ကတော့မလွယ်လှပါဘူး။ internet အတွက်တော့ပုံမှန်အားဖြင့် home stay တွေအကုန်လုံးက wifi ကို free သုံးခွင့်ရပါတယ်။တချို့ home stay တွေက internet speed သိပ်မကောင်းဘူး။တချို့တွေကတော့အတော်လေးကောင်းတယ်။ဒါပေမဲ့အပြင်သွားရင်တော့ Google Map ကြည့်ဖို့ဖြစ်ဖြစ်ဆက်သွယ်လုပ်ဖို့ဖြစ်ဖြစ်တော့ mobile data ဝယ်ထားဖို့လိုပါတယ်။ mobile data ရဲ့စရိတ်ကတစ်လကို$3ကနေအများဆုံး$5ပဲကုန်ပါတယ်။အကုန်လုံးခြုံလိုက်မယ်ဆိုလို့ရှိရင်တစ်လကိုမြန်မာတယောက်အတွက်အသုံးစရိတ်က15သိန်းကနေ$20ကျကုန်ပါတယ်။အိမ်ငှားစရိတ်ကြီးကပဲ10သိန်းနီးပါးလောက်ရှိပါတယ်။ mobile banking ကနေရာတိုင်းနဲ့ငွေရှင်းလို့ရတာမို့ဘဏ်အကောင့်တစ်ခုကတော့ဖွင့်ထားသင့်ပါတယ်။နောက်ပြီးကိုယ်တိုင်ကမြန်မာကနေရနေတဲ့ဝင်ငွေမို့ KB ကနေဗီယက်နမ်ငွေပြောင်းသုံးပါတယ်။ဗီဇာကိုရေရှည်နေဖို့အတွက်ဆိုလို့ရှိရင်တော့3လတစ်ခါလာအိုဘော်ဒါသွားပြီးတော့ဗီဇာ run ပါတယ်။တနင်္ရဲ့အကောင်းဆုံးနဲ့အတွေ့အကြုံရှိသောဗီယက်နမ် local agency တစ်ခုဖြစ်တဲ့လင်းဗီဇာနဲ့ run ပါတယ်။စိတ်ပူစရာလုံးဝမလိုတဲ့ဗီဇာစားပစ်မို့တနင်္မှာနေရတာဗီဇာကိစ္စအတွက်တော့လုံးဝပူစရာမလိုပါဘူး။ပင်လယ်တွေတောင်တွေမြစ်တွေကတနေရာထဲမှာရှိပြီးတော့မြန်မာဆိုရင်လည်းနွေးနွေးထွေးထွေးနဲ့ဆက်ဆံကြတဲ့နေရာမို့အရန်အဆင်ပြေတဲ့မျိုးပါရာသီဥတုကအရန်အပူကြီးမဟုတ်တလို့အရန်အဆိုးကြီးလည်းမဟုတ်ပါဘူးမိုးလေးတော့နည်းနည်းများပါတယ်ကုန်နိုင်ကြီးတွေနဲ့24နာရီမီးရပြီးတော့ဗီယက်နမ်အလဲပိုင်းမှာရှိတဲ့ဒဏ္ဍမျိုးဟာဆိုလို့ရှိရင်မြန်မာလူမျိုးတွေအတွက်တော့ခိုလုံရနားခွေရအေဂျင့်တဲ့မျိုးလေးတစ်ခုပါအကယ်လို့ဗီယက်နမ်လာဖို့စဉ်းစားနေမယ်ဆိုလို့ရှိရင်ကြောက်ပါနဲ့ဒဏ္ဍမျိုးကအသင်ကိုကြိုးသွင်းနေတယ်ဆိုတာကိုပြပြချင်ပါတယ်ဒီဗီဒီယိုလေးကအားလုံးအတွက်တော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်